ဝေစားထားတဲ့သမီးဖြစ်သူရဲ့အသက်ကိုကယ်ဖို့အတွက်ညီမငယ်လေးကဘာမှမစင်စားပဲရေကူးကန်နဲ့ခုံချခဲ့တယ်ဆိုတာကိုစောင့်ကြည့်ကင်မရာကနေမမြင်မချင်းမိသားစုဝင်တွေကသူတို့ရဲ့ညီမငယ်လေးအပေါ်ဘလောက်တောင်ဆိုးဆိုးရွားရွားအထင်လွဲခဲ့မိတယ်လဲဆိုတာမသိခဲ့ကြပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာတော့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီမင်းကလေးဟာသူမရဲ့မိသားစုနဲ့အဆက်အသွယ်အားလုံးဖြတ်တောက်သွားခဲ့လိမ့်ပြီတကယ်တော့တရက်အလိုတုန်းကကောက်ကျစ်တဲ့မွေးစားသမီးကသူမကိုရေကူးကန်နဲ့တွန်းချခဲ့တယ်ဆိုပြီးအကွက်ဆင်ဆွဆွဲခဲ့တာပါအဖေဖြစ်သူကလည်းဘာမှမမေးမြန်းပဲတော့ခေါ်ကောက်ကင်ပြီးသူမကိုရိုက်နှက်ပါတော့လေမင်းကလေးကဘလောက်ပဲရှင်းပြပါစေဘယ်သူမှမယုံကြပါဘူးဒါကိုအခွင့်ကောင်းယူပြီးမွေးစားသမီးကသူမဟာခိုးမှုကျူးလွန်ပါတယ်အစိတ်ကတ်သားထောက်ကျူးကြပါတယ်ဆိုပြီးထပ်မံဆွဆွဲပြန်ပါတယ်ဒါကြောင့်အဖေဖြစ်သူကပိုးစိတ်ဆိုးသွားပြီးသမီးရင်းလေးကိုမြေပြင်ပေါ်လဲကျသွားတဲ့အထိပါရိုက်ခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းအစိတ်မိနေတာကအဲ့ဒီမိန်းကလေးဖြစ်နေမှဘယ်သူမှမသိခဲ့ကြပါဘူးအရိုက်ခံနေရစင်မှာပဲသူမရဲ့ပါဇက်ကနေတွေးတွေထွက်လာခဲ့ပါတယ်ဒါတော့မှမိသားစုဝင်တွေဟာမွေးစားသမီးအတွက်ပဲစိုးရိမ်နေကြတာပါအဲ့ဒီအချိန်မှာမိန်းကလေးဟာသူမဟာဒီမိသားစုအတွက်ဘယ်တော့မှအရေးမပါခဲ့ဘူးဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်သူတို့အတွက်ကတော့မွေးစားသမီးကပဲအရာရပါကောက်ကျစ်တဲ့သမီးရဲ့ထောင်ချောက်တဲ့တက်ဆင်းသွားတဲ့အဖေနဲ့အကိုနဲ့ဟာသူတို့ရဲ့သွေးသားအရင်ချကိုပဲစက်တိုက်ရိုက်နှံနေခဲ့ကြပါတယ်နောက်ဆုံးမှာတော့အစိတ်တန်းကြောင့်မိန်းကလေးဟာအဲ့ဒီနေရာမှာပဲနောက်ဆုံးထပ်ထပ်ချသွားခဲ့ပါတော့တယ်ဒါပေမဲ့မသေးခင်မှာသူမကနောက်ဘဝဆိုတာရှိရင်နင်တို့တယောက်မှပျော်ရွှင်ခွင့်မရစေရဘူးလို့ကြင်ဆိုးသွားခဲ့ပါတယ်သူမရဲ့စကားတန်တွေကအထက်ကအရှင်းသခင်စီရောက်သွားပုံရပါတယ်ဘာလို့လဲဆိုတော့သူမဟာအချိန်ဆက်ဖို့နောက်ပြန်လဲသွားပြီးငွေစားညီမကသူမကိုရေကူးကန်နဲ့တွန်းချပါတယ်လို့အကွက်စင်ဆွဆွဲခဲ့တဲ့အဲ့ဒီနေ့ကိုပြန်ရောက်သွားလို့ပါပဲဒါပေမဲ့ဒီတစ်ချိန်မှာတော့မိန်းကလေးဟာမိသားစုရဲ့နှိမ့်ဆက်မှုနဲ့ငွေစားညီမရဲ့မူသားတွေကိုတီးခံတော့ပါဘူးမိသားစုအားလုံးရှေ့မှာသူမကငွေစားညီမကိုရေကူးကန်နဲ့အားနဲ့တွန်းချပစ်လိုက်ပါတယ်ဒါကိုမြင်တဲ့အဖေကသူမကိုရိုက်ဖို့တုတ်ကိုထပ်မြောက်လိုက်ပေမဲ့သူမရဲ့မျက်လုံးထဲကဒေါသရိပ်တွေကိုမြင်ပြီးကြောက်လန့်သွားကလက်ကိုပြန်ချလိုက်ပါတယ်ဒေါသတကြီးနဲ့ပဲသူမကိုအိမ်ပေါ်ကနှင်းချလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့မိန်းကလေးကိုယ်တိုင်ကပဲအဆက်အသွယ်အားလုံးကိုဖျက်တောက်လိုက်ပြီးပြီးခဲ့တဲ့၄နှစ်အတွင်းသူတို့အသုံးစရိတ်တပြားမကျန်ပြန်ပေးမယ်လို့ပြောလိုက်ပါတယ်နာကျင်မှုတွေပဲပေးတဲ့ငရဲခန်းကနေသူမထွက်ခွာသွားခဲ့ပါပြီအတန်ကြာလို့အကူကြီးဖြစ်သူကသူမကိုစူပူဖို့အခန်းထဲသွားတဲ့အခါမှာတော့သူမနေခဲ့တာဟာမှောင်မဲနေတဲ့စတိုကန်လေးထိနေတာကိုတွေ့လိုက်ရပြီးသူမလည်းတကယ်ထွက်ခွာခဲ့ပါပြီသူမချန်ထားခဲ့တာဆိုလေမိသားစုတပ်ပုံရှိပြီးအဲ့ဒီပုံထဲမှာလည်းသူမပုံကမပါဝင်နေပါဘူးဒါကိုမြင်တော့အကူကြီးကထိတ်လန့်သွားပါတယ်ဘာလို့လဲဆိုတော့သူညီမလေးကဒီစတိုကန်ချင်းလေးထဲမှာနေခဲ့ရမှအခုထိသူမမသိခဲ့လို့ပါသူဟာချက်ချင်းပဲဘက်တလာကိုခေါ်ပြီးရေကူးကန်ကစောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုယူခိုင်းပါတော့တယ်